အစင်မပြေလို့မလုပ်တော့ဘူးဆိုရင်ကဲမလုပ်တော့ရင်ရောအစင်ပြေမှာလားဆိုတဲ့မေးခွန်းကိုပြန်မေးရ။ဒါရဲ့အစင်ပြေလို့မလုပ်တော့ဘူး။ဒါဆိုမလုပ်ဘဲနေအစင်ပြေသွားပြီလား။ပို့ဆိုးတာပေါ့ဆရာရဲ့အဲ့လိုဖြစ်သွားဟုတ်တယ်လေမလုပ်လို့မရတာကျွန်တော်တို့မလုပ်လို့မရထိုင်နေလို့လည်းမရဘူးအစင်မပြေလို့ထိုင်နေအစင်ပြေမှာလားဆိုတဲ့မေးခွန်းကပြန်မေးရတယ်ကိုကိုလည်းပြန်မေးကြည့်ကိုတငယ်ချင်းတွေပြောရင်လည်းပြန်ပြောအဲ့လိုမျိုးသူတို့ question လေးပြန်ပြီးမေးကြည့်ဘာမှအစင်မပြေဘူးအဲ့တော့ဘာမှမလုပ်တော့ဘူးဘာမှမလုပ်တော့ရင်အစင်ပြေသွားပြီလားလို့ပြန်မေးကြည့်ဘယ်ပြေပါမလဲအစင်မပြေဘဲနဲ့ထိုင်နေတာအလကားပဲဟုတ်တယ်လေအစင်မပြေဘဲနဲ့ထိုင်အစင်ပြေနေတော့ထိုင်နေပေါ့ဘုံမကုံဖြုံးမကုံရှိနေရင်တော့ထိုင်နေပေါ့လူတွေကဘာမှမလုပ်ပဲထိုင်နေတယ်ဆိုတာအစင်ပြေမှထိုင်နေရမှာအစင်မပြေရင်တော့ထိုင်နေလို့မရအောင်ထိုင်စားနေလို့မရအောင်ဟုတ်တယ်မအိတ်လိုက်စားလိုက်ထိုင်စားနေလို့မရအောင်အစင်မပြေတာအစင်မပြေဘူးလည်းပြောသေးတယ်ဘာမှမလုပ်ပဲထိုင်စားနေတယ်ဆိုတော့မဟုတ်သေးဘူးနော်ဘာမှမလုပ်ပဲထိုင်စားနေတယ်ဆိုတာအစင်ပြေလို့ဖြစ်ရမှာတကယ်တမ်းစဉ်းစားကြည့်အစင်မပြေတဲ့သူကဘာမှမလုပ်ပဲထိုင်စားလို့မရတာဟုတ်လားမဟုတ်ဘူးလားကျွန်တော်ပြောတာအစင်မပြေလို့လောက်ရမှာညီးနေလို့မရအောင်ညီးနေုံနဲ့ထမင်းဝရတယ်ဆိုရင်ကျွန်တော်တို့ဘာမှမလုပ်တော့ဘူးထိုင်ပဲညီးနေတော့မှာ